Rolling down the boulevard, sun hitting my shades. Riding low and slow, this vibe never fades. Palm trees dancing in the hazy sunlight glow. West Coast rhythm, let the good times flow. Cruising, grooving, feel that funky breeze. Talk boxing and setting spirits at ease. From the hills to the A day in my life in Germany ဆိုတော့အဲ့ရထားလေးနဲ့စလိုက်ပါမယ် Spring summer ဆိုတော့ရာသီဥတုကအရန်ကိုတာရတာကြောင်မသွားခင်မနက်စာကိုဖြစ်တယ်လို့လေးချက်ပြုတ်ပါမယ်ကြောင်ကြော်မယ်ဘာမှမကြောက်ကြော်မယ်ပြင် chicken nugget ကို ready made တွေကြော်လိုက်တယ်ပေါ့နော်မျက်နှာတင်နဲ့ဒီနေ့ငါပါဝဲရမလဲဆိုစဉ်းစားနေပါတယ်ရေချိုးပါမယ် outfit ရွေးနေရတဲ့ကြောင်ကထုံးစံတိုင်းနောက်ကျပြီဒါကတော့ Rio ရဲ့ illustration design တွေဆွဲရတဲ့ပကြီးခန်းမှာဒါကတော့ Jonas Itten ရဲ့ 7 color contrast theory အကြောင်းကို Rio တို့ကcolor theory book လေးကိုယ့်အကို DIY လုပ်ရတာပေါ့နော် cutting machine နဲ့ဒါ Rio တို့ paper တွေဖြတ်တာပေါ့နော်အဲ့မှာစပြီးကြရက်ထားပြီဒါစကူတို့အရင် folding လုပ်တယ်ပေါ့နော်ပြီးရင်တော့ဒီလိုမျိုးလေးခောက်ပြီးတော့စာအုပ်လေးလုပ်ပါတယ်ဒီထဲမှာတော့ Rio ကငါးလေးတွေကို color theory နဲ့ adjustable ဖြစ်အောင်ဆွဲမယ်လို့ plan ထားပါတယ်ကဲစဆွဲပါပြီပြီးရင်တော့နေကင်းစာဘိုက်စာလာနဲ့ခဏ break time လုပ်တဲ့အချိန်မှာပါမုတ်ပါဝဲပေါ့နော်ပြီးရင်တော့ဒီတနေ့သင်ခဲ့တဲ့ဟာတွေအကုန်လုံး student diary တခါတည်းအကြောင်းမှာပဲဖြတ်ခဲ့တယ်ရာသီဥတုကတာယာနေပါတယ်ဒါအကြောင်းကန်တင်မှာပါဒီခန်းကတော့ဒါပုံမှန်ဆို student တွေရဲ့ outwork တွေကိုပြတာပေါ့နော်ဒါ videography major ရဲ့ assignment တွေဖြစ်ပါတယ်6နာရီကျော်9နာရီဒီရာသီဥတုကဒီလိုမျိုးပေါ့နော်အရန်ကိုနေတာပြီးတော့အရန်နေလို့ကောင်းပါတယ်ဒီဂျာမနီဘာလင်မြို့ရဲ့ spring summer ပါဒီရောက်မှာရီကိုလည်းနေပူစားရဲ့နေတိုင်းလှုံပြတယ်ပေါ့နော်လူကလေနိုင်ငံခြားရောက်ပြီးတော့ဖြူပြီးလှလာရလို့မထင်နဲ့နိုင်ငံခြားရောက်ပြီးမဲလာတာပါနေပူစားနေတိုင်းလှုံလို့ပါယထာဆောင်ပါမယ်ယထာဆောင်ပြီးရင်တော့အိမ်ပြန်ပါတော့မယ် bye bye ဒါဆိုရင်နောက်ဗီဒီယိုလေးမှာတွေ့ကြမယ်